မင်းတို့ကြစ်မဲ့ကျိုးမင်းတို့စွမဲ့လေပင်ဇောဧကအောက်တိုဘာ8 2020ဖေဖော်ဝါရီ1ရက်နေ့နေပြည်တော်ပန်းဝိုင်းမှာအားကစားလုပ်နေတဲ့မျိုးသမီးတယောက်ရဲ့ဗီဒီယိုကစလို့တနိုင်ငံလုံးကိုနောက်ကျောကရိုက်လာမဲ့နံပါတ်ဒုတ်တွေနဲ့ဥကောင်းကွဲခဲ့ရပြီသွေးမအေးဖို့လိုတယ်ပေးထားတဲ့အသက်တွေကအများကြီးအရေးကြီးပြီးရဲဘော်တို့တစ္ဆာနဲ့ရှောက်တဲ့ခရောင်လန်းစုခင်းလေရှောင်မြဲရှောင်လက်မယွတ်အသက်ပေးသွားတဲ့ညီကိုတွေအတွက်ငါတို့တည်တဲ့အထိရတဲ့နီးနဲ့တော်လန်မယ်ခွဲစိတ်ထားကင်တဲ့လက်ကဓမြောင်ကင်ပြီးတော်လန်တော့ရောဘာဖြစ်လဲသွေးစွန်းရတာချင်းအတူတူတိုင်းပြည်ကောင်းဖို့အတွက်မို့တဘဝသာလိပ်ပြန်တယ်မြေပြူကင်တဲ့လက်ကတူမီကင်တော့ရောဘာဖြစ်လဲသူစာတင်တဲ့ကြောင်းကိုလေရင်နဲ့ဘုံကျဲတော့သူ့ကြောင်းသားတွေစားသူတော်လန်မှာပဲထုံတုံးကိုခေါင်းနဲ့လေသမားကရိုင်ဖယ်ကင်တော့ရောဘာဖြစ်လဲမြန်မာနိုင်ငံကြီးကိုတော်လန်ရေးစိတ်ဓာတ်နဲ့ထုံရက်နေတာငါတို့ကဝိုင်းကူတွန်းပေးရမှာမဟုတ်ဘူးလားကပ်ဆောင်းနဲ့တူနာပြုမာလေးကတောကြိုအုံကြားမှာ PDF အုပ်ထုပ်စောင်းတော့ရောဘာဖြစ်လဲမြစ်တာနဲ့တော်လန်လို့မရတဲ့ပွဲမှာတနက်လွယ်ရင်စေးကူနေတာငါတို့လေးစားရမယ်ကင်မရာကင်တဲ့ဒရိုက်တာကရောင်းမကင်တော့ရောဘာဖြစ်လဲ PDF ရဲဘော်တွေစားဖို့တောထဲမှာထမင်းချက်တော်လန်နေတာဘာမှမလုပ်ဘဲဂိမ်းစော့နေတဲ့ငါတို့အားနာဖို့ကောင်းတယ်ကလောင်ကင်တဲ့စာရေးဆရာကကီးဘုတ်ကင်တော့ရောဘာဖြစ်လဲအတိုက်ခိုက်တွေကြားတဲ့ကဖန်ဝရမ်းမကြောက်ဘဲဘောမနဲ့စစ်ကောင်စီကိုကီးဘုတ်နဲ့စိတ်သက်စစ်စင်ကြီးလုပ်နေတာငါတို့အားတင်းထားဖို့လိုတယ်ကင်မရာရှိအိုက်တင်ထုတ်တဲ့မင်းသားကြီးကတောခိုတနက်ကင်ပြီးတော်လန်တော့ရောဘာဖြစ်လဲသူ့အနာဂတ်တစ်ခုလုံးကိုတောင်ပုံပေးထားမှာတော့ငါတို့အနာဂတ်မပြောက်အောင်ငါတို့စိတ်သက်တွေပြင်မရမယ်မြတ်တွဲခိုင်ကစလို့ကြာဆုံးသွားတဲ့ရဲဘော်တွေအတွက်မအားလာကိုတော်လန်ဖို့ငါတို့အားလုံးမှာတာဝန်ရှိတယ်ဒီလိုမတရားမှုကိုတော်လန်နေတဲ့လူငယ်တွေကြားထဲမှာမင်းလက်ထဲကင်ထားတာကအဘဘောလားမင်းလက်ထဲကင်ထားတာမိုင်တဲဖုံးဝေလားမင်းလက်ထဲကင်ထားတာရူဘီဆေးလိတ်လားမင်းလက်ထဲကင်ထားတာမြန်မာဘီယာလားမင်းလက်ထဲကင်ထားတာ KTV ကမိုက်လားမင်းလက်ထဲကင်ထားတာကာမနဲ့မှုန်နေတဲ့ DJ ဘားတွေကမိန်းကလေးတွေရဲ့ရင်သားလားသူစင်းရဲတယ်လို့မစင်းရဲစီဖို့ဘဝတစ်ခုလုံးနဲ့ယဉ်ပြီးပညာဆက်သင်စီခဲ့တဲ့သားတဲ့မိခင်တူကသူ့သားသမီးအနာဂတ်ကိုဖျက်ဆီးပြရပါမလားဆိုပြီးမရှိမဲ့သူ့နားကငကတ်ကိုချွတ်လူနေချိန်မှာမအားလာကအယိုးရင်ချကြွေးထားတာလောက်နဲ့ကျေနပ်ပြီးဒလန်လုံနေရတာမင်းမချက်ဘူးလားဒါဟာမင်းတို့ရဲ့လွတ်လပ်ခွင့်ဆိုငါတို့ရဲ့လွတ်လပ်ခွင့်ကငါတို့နိုင်ငံလွတ်လပ်ခွင့်နဲ့အချိုးကျတယ်တော်လန်ရေးကိုမပါဝင်တောင်တော်လန်ရေးကိုမနှောက်ယှက်ကြပါနဲ့လူတဦးနဲ့တဦးခံယူချက်ချင်းမတူဘူးဆိုတဲ့ဟိုမင်းသားအမှန်တရားဘက်မှာခမားတို့မရှိတာပရိသတ်ကြွေးတဲ့ထမင်းတို့ကိုပုတ်ချလိုက်တာပဲကိုရောက်နေတဲ့နေရာကိုပရိသတ်ကတင်ပေးလိုက်တာခမားမမိပါနဲ့ခမားရဲ့ဓာတ်ဆိုင်ကိုဒီတော်လန်ရေးကပေါ်ထုတ်လိုက်ပြီဟောဟိုမှာတွေ့လားမီးရှို့ခံလိုက်ရတဲ့ရွာတွေဒီဘက်ကိုကြည်တန်းစွမ်းကက်မဲ့တကားမရှိတဲ့ဘုံကြီးကျောင်းတွေမီးရှို့ခံလိုက်ရတဲ့အိမ်တလုံးရဲ့ပြာတွေကြားပျက်စီးယိုယွင်းနေတဲ့ဗုဒ္ဓဆင်းလူတော်အတွက်စစ်တပ်အစားဗုဒ္ဓကိုငါအားနာမိပါရဲ့ငှက်ကြီးတောင်နဲ့ခေါင်းအဖြတ်ခံလိုက်ရတဲ့ဗီဒီယိုကိုကြည့်လိုက်ရတော့လမ်းမှာဖုံးထွက်ကြခဲ့စစ်သားရဲ့စောက်ခွက်ကိုပြင်းမြင်မိပါရဲ့ဗါတဲ့လူသက်တဲ့နေရာမှာ expert ငငယ်ကလေးကသူများအသက်တက်ရတာကိုကြိုက်တာတဲ့အဲ့ဒီလိုမအားလာစစ်တပ်ကိုကိုးကွယ်နေကလေးကအိမ်နာကျော်စင်းစကားနဲ့ပြောရရင်မင်းတို့တစ်မျိုးလုံးကိုစောက်ထင်ကိုမကြည့်တော့တာတခုတော့ကြိုပြောရအောင်မယ်စိတ်နာနာနဲ့မအားလာပုံမူအားရပါရတက်ပွန်နေတဲ့ဗီဒီယိုတွေကအတော်ကြီးကရည်နေလိမ့်မယ်လူသက်မထိန်ချင်းရွာမီးရှို့နေတဲ့စစ်တပ်ကဟားနေလိမ့်မယ်ဆန္ဒပြလို့နိုင်ငံတော်ပုံကံမှုဆိုပြီးအဖမ်းခံလိုက်ရတဲ့အမျိုးသမီးကထောင်ထဲမှာမွေးလိုက်ရတဲ့ကလေးကိုညှူသလိုလိုနဲ့မချီပြုံးပြုံးနေလိမ့်မယ်စစ်တပ်ရဲ့လက်နက်ကြီးထိမှန်လို့လက်ဖြတ်လိုက်ရတဲ့ကလေးတူကမေပြုံးပြုံးနေလိမ့်မယ်ကာယကံမြောက်ကျူးလွန်ခဲ့သူရေစိတ်မနှံ့သူကိုမီးရှို့လိုက်တော့သူ့အမေကြီးရဲ့ငိုတန်းကိုခမားကြားလာအဲ့ဒီအချိန်မှာခမားရဲ့ကိုဆောင်နဲ့ကိုတက်ပြီးသွားပြီလားခမားမှာကိုချင်းစားတယ်မရှိတော့ဘူးလားခမားအသားပေါ်မှာတက်ခွကြိုက်ခဲနေတဲ့ချင်းတကောင်ကိုရိုက်ပစ်လိုက်တယ်လို့စိတ်မျိုးနဲ့ခမားအပေါ်ဘာကျူးလွန်မှုမှမရှိတဲ့စကိုင်းတိုင်းကတားမိ3ယောက်ကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်ပြီးမှမိရှို့တက်ရတယ်လားအရက်မူးလာရင်မိဘကိုဓာချင်းချင်းမြေမျိုးမဲ့မအေလိုတွေကိုမုန်းတယ်လို့မျိုး
မင်းတို့ကိုငါမုန်းမိပါရဲ့ပြောပါတယ်အားလုံးရဲ့ဘဝတွေအနာဂတ်တွေကိုပျက်စီးခြင်းခံလိုက်ရတဲ့အတွက်ဒီကြပြကနည်းနည်းရိုင်းမယ်မဟာလာကိုနာကြီးစိမ့်နေမှုနားမခံတာအောင်ရိုင်းသွားခဲ့ရင်လေကျွန်တော်ကိုခွင့်မလွတ်ပါနဲ့တချို့တွေကတချင်းစုကိုပွဲရွေးနေချိန်မှာတချင်းနဲ့တော်လန်လို့မရလို့လက်နက်ကင်တော်လန်ပြီးတက်သွန်းသွားတဲ့ကိုတုတ်ကိုမမေးနဲ့ကြိုးပေးခံလိုက်ရတဲ့ကိုစရာတော်နဲ့ညီကိုတွေကိုမမေ့နဲ့နံပါတ်တုံးနဲ့အရိုက်ခံလိုက်ရတဲ့လူငယ်တွေရဲ့အနာဂတ်ကိုမမေ့နဲ့လက်နဲ့ကြီးနဲ့အပြစ်ခံလိုက်ရတဲ့လက်ရက်ကုန်းစာတင်ကြောင်းကိုမမေ့နဲ့အရှင်လက်လက်မီးရှို့ခံရတဲ့ပြစ်မဲ့ပြည်သူတွေရဲ့အသက်ကိုမမေ့နဲ့သူတို့သားသမီးတွေကိုဘယ်နဲ့ပြန်လွတ်ပေးမလဲဆိုတဲ့စိတ်နဲ့ရှင်မြတ်သေးနေသူမိဘတွေကိုလည်းမမေ့ဒီလိုတွေးစွန်းနေတဲ့တော်လန်ရေးမှာပြည်သူတွေရဲ့နာကြီးစိတ်နဲ့ကျိန်စာတိုက်ရရင်ကာယကံမြောက်ကျူးလွန်ခဲ့သူဝစီကံမြောက်ကျူးလွန်ခဲ့သူမနောကံမြောက်ကျူးလွန်ခဲ့သူနေဝင်းအစတန်းရွှေအလေမင်းအောင်လိုင်အစုံမင်းတို့တန်တရားဘဝတစ်လျှောက်လုံးသေရင်တောင်ရေသက်ချအမျှဝေမဲ့သူမရှိပါသေးနဲ့မင်းတို့ကြစ်တဲ့ကျိုးမင်းတို့လေပင်ပေါ်ရောက်တဲ့နေ့ငါတို့လက်နဲ့စွန့်တဲ့နေ့မင်းတို့ကြစ်တဲ့ကျိုးမင်းတို့လေပင်ပေါ်ရောက်တဲ့နေ့ငါတို့ခွဲစိတ်ထားကင်မဲ့နေ့မင်းတို့ကြစ်တဲ့ကျိုးမင်းတို့လေပင်ပေါ်ရောက်တဲ့နေ့ငါတို့မြေပြူကင်မဲ့နေ့မင်းတို့ကြစ်တဲ့ကျိုးမင်းတို့လေပင်ပေါ်ရောက်တဲ့နေ့ငါတို့တစင်ကင်မဲ့နေ့မင်းတို့ကြစ်တဲ့ကျိုးမင်းတို့လေပင်ပေါ်ရောက်တဲ့နေ့ငါတို့ကပ်ဆောင်တဲ့နေ့တိတိကျကျပြောရရင်မင်းတို့လေပင်ကြိုးခွင်းစွမဲ့နေ့